တော်ဘုံတို့တစ်ခါကြလို့ရှိရင်ပေါ့အချီရေးမှာအမြဲတမ်းပဲဒီတောက်နဲ့တွဲတယ်ဒါပေမဲ့အစမပြေဘူးပြတ်သွားပြီနောက်တောက်နဲ့တွဲတယ်အစမပြေဘူးပြတ်သွားအဲ့လိုအမြဲတမ်းထပ်တလဲလဲဖြစ်နေတဲ့သူဒီမှာတူညီတဲ့အချက်တစ်ချက်ရှိပါတယ်ခြားအဲ့ဒါကဘာလဲဆိုလို့ရှိရင်ပေါ့နော်ရီးစားအစ်စ်မှာရီးစားလို့နေရမယ့်အစားပေါ့နော်ဒါကိုယ့်ရဲ့ boyfriend girlfriend လို့သဘောထားမယ့်အစားသူတို့ကကိုယ့်ရဲ့ partner လို့ကိုယ့်ရဲ့ယောက်ျားလို့မိန်းမလို့တချို့ဆိုရှိရပေါ့နော်ဒီရီးစားထားတဲ့အချိန်ကြောင့်လို့ရှိရင်တယောက်ချစ်တဲ့အတွက်ပေါ့နော်ယောက်ျားကြီးမိန်းမကြီးဆိုရခေါ်တဲ့သူတွေရှိကြရမို့လားခြားဒါပေမဲ့ယောက်ျားကြီးမိန်းမကြီးဘယ်လောက်ပဲခေါ် तू ကကိုယ့်ရဲ့တကယ်ခင်မွန်းမဟုတ်ပါဘူး तू ကကိုယ့်ရဲ့ဇနီးမဟုတ်ပါဘူးဒါကလည်းသမီးကြီးစားမှမဟုတ်ဘူးပေါ့နော်ဒီအတွဲတွေမှာပဲဖြစ်ဖြစ်ဒီအိမ်အောင်တွေမှာဖြစ်ဖြစ်ဒီနေ့ကတော့အဆင်ပြေတော့ယောက်ျားကြီးဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဖြစ်ပြီနောက်နေ့အဆင်ပြေလမ်းခွဲလို့ရှိရင်ကိုရီးယားသွေးတော်သားဆက်တဲ့သူတွေမဟုတ်တဲ့သစိမ်းကသစိမ်းပဲပေါ့နော်ခြားအဲ့တော့ဆွဲပြောချင်တာကတချို့အဲ့လိုလူမျိုးတွေရှိရဲပေါ့နော်ရှိရဲ့အတွက်ကိုကဘလောက်ပဲချစ်ကိုကသူ့ကိုအရန်လိုချင်ပြီးတော့ချစ်တဲ့အတွက်ကိုကသူ့ရှိရမျောလင်းတာနဲ့အရန်များတဲ့အတွက်ကိုအဲ့မျောလင်းခြင်းတွေကဖြစ်မလာတာပဲဖြစ်ဖြစ်ကိုကအရန်လောဘကြီးမိသွားတဲ့အချိန်မှာဆိုလို့ရှိရင်ချစ်မြတ်တာကကိုကြောင့်ပဲပျက်စီးသွားတတ်ပါတယ်ခြားအဲ့တော့ကိုချစ်သူဆိုလို့ရှိရင်ချစ်သူအတိုင်းပဲအကောင်းဆုံးဆက်ဆံပေးလိုက်ပါရေးစက်ပါတဲ့အထိတော့တောင်းနိုင်မှာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့အရန်ကိုမျောလင်းချက်တွေအရန်များနေပြီဆိုလို့ရှိရင်ဒီ relationship ကပေါ့နော်အထင်သာလောက်မသွားနိုင်တဲ့အနေအထားမျိုးတွေဖြစ်တတ်ပါတယ်ခြားဒီ vlog နဲ့ပတ်သက်ပြီးတော့ထင်မြင်စချက်တွေရှိရဆိုလို့ရှိရင်ရတော့ဘုံနော်ဆိုတော့ comment မှာချပြီးဆွေးနွေးပေးခဲ့ပါအောင်နော်နောက်ထပ် vlog မှာပြန်တွေ့ပါမယ်ရှင်အညောင်းချမ်ရတော့ဘုံရဲ့အခြေပဲဖြစ်ဖြစ်အိမ်တော်ရေးပဲဖြစ်ဖြစ်ပေါ့နော်ခက်ခဲရေကြုံနေရလို့ရှိရင်ဆွဲနဲ့တရိုးတိတ်လေးတိုင်မြင်ပြီးတော့ဖြည့်ရှင်းခြင်းနဲ့ဆိုလို့ရှိရင်ဆွဲရဲ့ page messenger မှာလာရောက်ပြီးတော့ booking ယူလို့ရပါတယ်နောက်ထပ် vlog မှာပြန်လည်ဆော်တွေ့ပါမယ်ရှင်ဆွဲလေးဖြစ်ပါတယ်အညောင်း